ခိုင်နှင်းဝင်းရဲ့ရင်သွေးလေးများရှင်ပြိုပွဲမှာမိခင်စိတ်ပြေဝနေတဲ့ဗီဒီယိုဖိုင်တစ်ခုကြောင့်ချီကျူးခံနေရတဲ့ရွှေမုံရည်ပရိသတ်များလုံးမင်္ဂလာပါရှင်ရက်ကွက်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုဖိုင်လေးတစ်ပိုင်းကြောင့်ပရိသတ်တွေရဲ့အသက်နှလုံးကိုအပိုင်သိမ်းနိုင်ခဲ့ရကတော့ရွှေထူးနဲ့ရွှေမုံရည်တို့ဇနီးမောင်နှံမှာအထူးသဖြင့်အဆိုပါဗီဒီယိုဖိုင်လေးကြောင့်ပဲရွှေမုံရည်ကမိခင်စိတ်ပြေဝတဲ့သူအဖြစ်ချီကျူးခံနေရတာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းဒီမတိုင်ခင်မှာတော့ရွှေမုံရည်ကအနုပညာလောကမှာအခြေမင်းသမီးမာနာမင်းသမီးအဖြစ်နာမည်ကြီးတာဖြစ်ပါတယ်အထူးသဖြင့်ရွှေမုံရည်ကဟန်ဆောင်တာတွေမရှိပဲစိတ်ထဲရှိတဲ့အတိုင်းပွင့်လင်းစွာနေတတ်ပါတယ်ဒါကြောင့်လည်းအနုပညာလောကမှာရွှေမုံရည်ကအခြေမင်းသမီးဖြစ်နာမည်ကြီးခဲ့တာပါဒါပေမဲ့လည်းတပေါင်းလာပြင်းတွေကခိုင်နှင်းဝင်းရဲ့ရင်သွေးလေးများရှင်ပြိုပွဲကိုတက်လာတဲ့အနုပညာရှင်တွေအများကြီးတဲမှာရွှေထူးနဲ့ရွှေမုံရည်တို့ဟာတကယ်ရင်သွေးလေးတွေရဲ့မိဘနှစ်ပါးနေရာကနေကြည်နူးစွာနဲ့ဆန့်ချပေးခဲ့ပါတယ်အားလုံးသိကြတဲ့အတိုင်းရွှေထူးနဲ့ရွှေမုံရည်တို့ကလက်ထပ်ပြီးတာ9နှစ်ကျော်6နှစ်ရှိလာပြီဖြစ်ပေမဲ့ကလေးမရသေးပါဘူးဒါကြောင့်လည်းရွှေထူးနဲ့ရွှေမုံရည်တို့ဟာရင်သွေးလေးလိုချင်နေကြပါတယ်အထူးသဖြင့်ရွှေမုံရည်ကသူမဟာရဟန်းအမောင်ရှင်လောင်းအမေဖြစ်ချင်တာကြောင့်တားလေးလိုချင်နေရဖြစ်တယ်လို့ရွှေထူးကဆိုပါတယ်ဒါကြောင့်လည်းခိုင်နှင်းဝင်းရဲ့ရင်သွေးလေးများရှင်ပြိုပွဲမှာတော့မိခင်စိတ်အပြည့်နဲ့ရွှေမုံရည်ကိုမြင်တွေ့ရပါတယ်။ကိုရင်လေးတယောက်ကိုစံချချိန်မှာရွှေမုံရည်နဲ့ရွှေထူးတို့ကမိဘနှစ်ပါးနေရာကနေစံချပေးခဲ့တယ်လို့ကိုရင်လေးမျက်နှာရေးဆိုနေလို့နေရခက်နေတဲ့ချိန်မှာလည်းရွှေမုံရည်ကသူမဝတ်လာတဲ့တန်ဖိုးကြီးဝတ်ဆောင်ချုံဘဝကိုပါအသုံးပြုပြီးတော့ဂယုမထားနိုင်တော့ပဲကိုရင်လေးရဲ့မျက်နှာကရေတွေကိုကိုယ့်ရဲ့သားလေးတယောက်လိုတုပ်ပေးနေကြတာဖြစ်ပါတယ်။ဒီလိုမျိုးရွှေမုံရည်ကကိုရင်လေးမျက်နှာကိုရေရီတုပ်ပေးနေရကတကယ်ကိုမိခင်အရင်တယောက်လိုနှွေးထွေးတဲ့မြတ်တာတွေကိုခံစားရစေပြီးတော့ကြည်ရှုတဲ့သူတွေကိုလည်းကြည်နူးပီတိဖြစ်စေခဲ့တာအမှန်ပါပဲကိုရင်လေးအတွက်လည်းမိခင်အရင်လိုခံစားရစေမှာပါတချို့ကဆိုရင်ရွှေမုံရည်ကဒီလိုမျိုးကျင်နာတတ်တဲ့တယောက်ဆောင်မင်းသမီးလေးမှန်မသိခဲ့ကြဘူးလို့ဆိုပါတယ်အခုလိုမျိုးခိုင်နှင်းဝရဲ့ခေဟာကကိုရင်လေးအတွက်ရွှေထူးနဲ့ရွှေမုံရည်တို့ကမိဘအရင်လိုနေရာကနေပါဝင်ခဲ့တာဖြစ်ပါတယ်ဒါအပြင်ရွှေထူးနဲ့ရွှေမုံရည်တို့ကအလူငွေ330လောက်ခိုင်နှင်းဝရဲ့ရင်သွေးလေးများခေဟာကရှင်ပြူပွဲမှာပါဝင်လူတန်းထားတာဖြစ်ကြောင်းသိရပါတယ်ဒါကြောင့်လည်းအခုဆိုရင်တော့ရွှေထူးနဲ့ရွှေမုံရည်တို့စုံတွဲလေးကိုပရိသတ်တွေကတော်တော်လေးကိုသဘောကျနေကြပါတယ်ဒီမတိုင်ခင်မှာတော့ရွှေထူးနဲ့ရွှေမုံရည်တို့ရဲ့ရွှေခောက်ပဲကအနုပညာလောကမှာလူအမြင်ကက်ခံရဆုံးစုံတွဲလေးဖြစ်ခဲ့ပါတယ်ဒါကလည်းရွှေထူးဟာတစ်ချိန်လုံးကလွှမ်းပိုင်လိုမျိုးပဲကိုယ့်ရဲ့ရည်စားကိုထားခဲ့ပြီးအနေနီးစပ်တဲ့ရွှေမုံရည်နောက်ကိုပါသွားခဲ့ရကြောင်းဖြစ်ပါတယ်ဒါအပြင်ရွှေမုံရည်ကလည်းအနုပညာလောကမှာရည်စားများပြီးဟော့ရရနေတတ်ပြီးမာနာကြီးခြေတာကြောင့်ဖြစ်ပါတယ်ဒါပေမဲ့လည်းရွှေထူးနဲ့ရွှေမုံရည်တို့စုံတွဲလေးကလူတွေဘလောက်ပဲဝေဖန်နေကြပါစေအချစ်တခုတည်းနဲ့ဘဝကိုတည်ဆောက်ရင်ရှေ့သွားနောက်လိုက်ညီကလှုပ်ချင်တာလေးတွေကိုလှုပ်ရင်းနဲ့တာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်နိုင်တာဖြစ်ပါတယ်ဒါအပြင်ရွှေထူးနဲ့ရွှေမုံရည်တို့အလူတန်းဆိုရင်လည်းလက်မနှီးပဲအခုလိုမျိုးခိုင်နှင်းဝရဲ့ရင်သွေးလေးများရှင်ပြူပွဲမှာအကောင်ဆုံးမိဘနေရာကနေပါဝင်ခဲ့ရဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရွှေထူးနဲ့ရွှေမုံရည်တို့စုံတွေကိုအားပေးကြလားဆိုတာပြောသားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်